အဲ့ခုနကတော့တို့တက်လက်မထောက်ထိုးထားတဲ့တောက်ကနေပြရင်အောက်ကိုဒီမှာမတို့အရှည်တောက်လျှောက်ဆွဲချလိုက်ဆွဲချပြီးသွားလို့ရှိရင် तू ကဘလောက်မှန်မှလဲဆိုတော့ဒီအောက်ကနေပြီးတော့အပြင်ဘက်ကနေပြီးတော့ 1.4 တက်လက်မခွဲเนาะတက်လက်မခွဲအဲ့ဒါကိုအပေါ်ကနေပြီးတော့ရင်6လက်မတောက်နဲ့လှမ်းပြရင်ဆက်လိုက်မှာ6လက်မရှိတဲ့အတိုင်းအတာနားလေးထိပဲလှမ်းပြီးဆက်လိုက်မှာအဓိကတော့ကတင်နေရလေးကိုမှတို့ကအဲ့လိုမျိုးလေးရှုချလိုက်မှာဒီလိုမျိုးလေးပေါ်တော့အောက်တော့ချုပ်လိုက်မယ်အဲ့တင်နေရလေးမှာကျတော့တို့ကအရှုလေးဖြစ်နေမှာမြင်ရလားမသိဘူးနော်နောက်တစ်ခါဒီဘက်မှာလဲတို့ကအဲ့ဒီခုနကတော့6လက်မအရှည်ထိုးထားတဲ့အပြင်အမှလေးတောက်3ချောင်းရှိတာမှအပြင်စုံလုံးကနေပြောရင်အောက်ကိုအဲ့လိုတန်းဆွဲချပေးမယ်ဆွဲချပေးပြီးတော့လို့ရှိရင်ဒီဘက်ကိုတစ်ခွဲဒီဘက်ကိုတစ်ခွဲအောက်ကိုမကအောင်လို့မတို့ကဒီဘေးဆက်ကြောင်းတောက်တင်နဲ့သူ့ကိုတောက်တွေချုပ်လိုက်တာအဲ့မှာတောက်တွေချုပ်လိုက်တဲ့အချိန်မှာဒီထမိန်ကဘေးဆက်ကြောင်းလဲဘေးဆက်ကြောင်းပါတယ်ချက်ရရှိတယ်ဝတ်လို့ပို့ပြရင်ကောင်းတယ်စမတ်ကြတယ်ကွာဒါလေးဒီလိုလေးရတာဒါဘေးဆက်ကြောင်းဒါကကြတော့မတို့ချုပ်ပေးရမှာเนาะဒီလိုလေးဒီအောက်ကနေပြရင်စပြရင်တောက်လျှောက်အဲ့လိုမျိုးလေးချုပ်ပေးတောက်လျှောက်ချုပ်ပေးမယ်ဒီနားကြတော့ရင်တောက်ကိုရှူလေးလှုပ်ပြီးသွားပြီဆိုမှဒီအပေါ်ကတောက်ကိုမှတစ်ခါပြန်ပြရင်သူ့ကိုတိမ်ပေးလိုက်เนาะဒီနားလေးမှာတောက်ရလေးကတေးလေးပဲရှိနေမှာအဲ့တင်မောက်ဆုံးနေရလေးပေါ့နော်အဲ့လိုလေးညဒီတောက်လေးကိုချုပ်လိုက်မှာဒီဘက်ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲတောက်တွေအကုန်လှည့်ချုပ်ကြတယ်ဒီတောက်ကိုချုပ်လို့ရှိရင်အောက်ကနေချုပ်ပြီเนาะဒီလိုမျိုးလေးရှိနေမှာအဲ့ဒါလေးကမတို့ပတ်လိုက်လို့ရှိရင်အဲ့ဒီဟာလေးကလေသုံးလွာလိုပဲသူကဒါလေးကဘေးဆက်ရိုးတဲ့တယ်မှာကြာနေမှာဟိုဘက်ဘေးဒီဘက်ဘေးမှာကြာနေမှာသူကဆက်ကြောင်းပါတယ်လို့တော့မထင်ရဘူးเนาะဒါလေးလိုက်ပြီးရင်ချုပ်ကြည့်ပြီးတကယ်လို့နားမလဲရရှိလို့ရှိရင်လည်းအမကိုမေးလို့ရရင်เนาะဒါလေးတွေကြတော့ရင်ဒါအမတို့ကဒီဘက်ကိုကြတော့ဆက်နဲ့ပေါက်လိုက်တယ်ဒီဘက်မှာတော့ရင်တို့ကလက်ချုပ်လိုက်တယ်เนาะစားတာလေးတစ်ချက်ပြောပြမယ်စားတာကြတော့ရင်ဒီဘက်မှာကြတော့ရင်ဒီအတွင်းဘက်ကနော်ဒီအတွင်းဘက်ကကြတော့ရင်အမတို့နှစ်လက်မကွဲစားပြီနော်နှစ်ခွဲစားပြီဒီတောက်ထိနှစ်ခွဲစားပြီနောက်တစ်ခါဒီဘက်ကကြတော့ရင်တို့တစ်လက်မကွဲစားပြီဒီအဖုံးချမ်းဘက်ကကြတော့ရင်တစ်လက်မကွဲအဲ့ဒါပဲဒီစားမှလဲဆိုတော့ဒီနားလေးကဒီတစ်လက်မတော့ထိုးထားတဲ့နေရာလေးထိစားလိုက်ဒါလေးကညှက်ထုတ်ပြရမယ်အပိုင်းလေးနော်ဒီနားမှာဒီခါနာလေးမှာလဲထိုးရလေတောက်ကလေးဒီလေးလက်မဝင်ထားတဲ့နေရာနားနေပြီးရင်ဒီနားလေးမှာတောက်ကလေးတစ်ချောင်းတော့ထိုးလိုက်6လက်မတောက်လေးတစ်ချောင်းထိုးပြီးဒီမှာညနေပြီးရင်တစ်ဖက်ကိုလက်မဝက်တောက်လေးတစ်ချောင်းထိုးပြလိုက်အဲ့ဒါဆိုလို့ရှိရင်ခါလေးရဲ့စီလေးနဲ့ပို့ပြီးရင်ဝတ်လို့ကောင်းသွားရနော်ဒီမှာဟာလေးနားမလဲရရှိလို့ရှိရင်အမကိုထပ်မေးလို့လည်းရရနော်မတို့မကြခင် online class ကလေးတွေလာတော့မယ်เนาะအဲ့ကြလို့ရှိရင်လည်းဒါစုံစမ်းပြီးတော့ရင်တက်နိုင်တယ်เนาะကြိုက်တယ် online class ကလေးတွေကျေးဇူးတင်ပါတယ်